ကျမတို့ဒီနေ့ဘာသွားမှာလဲဆိုလို့ရှိရင် color idiom ဆိုတာလေးသွားမယ်เนาะအဲ့တော့ color ဆိုတာဒီအရောင်နေနဲ့သက်ဆိုင်တာအဲ့တော့ idiom ဆိုတာကဘာလဲအဲ့တော့ idiom ဆိုတာလေးကိုကျွန်မဒီမှာမြန်မာလိုလေးရေးထားတယ်ကဲပြောကြည့်ရင် idiom ဆိုတာဘာလဲဓာတ်ရိုက်အဓိပ္ပာယ်အဲ့တော့ဓာတ်ရိုက်အဓိပ္ပာယ်သတ်မှတ်လို့မရတဲ့စကားစုသူ့ရဲ့အဓိပ္ပာယ်ဒီကျွန်မတို့မူလအဓိပ္ပာယ်မရှိတော့ဘဲနဲ့တခြားစကားလုံးအဓိပ္ပာယ်အဖြစ်ပြောင်းလဲသွားတယ်အဲ့ဒါကိုကျွန်မတို့ idiom အနေနဲ့သတ်မှတ်တယ်အချို့ကတော့ဘန်းစကားတို့ဒေသစကားတို့ဘယ်လိုပဲနေနေကျွန်မတို့ဒီဓာတ်ရိုက်အဓိပ္ပာယ်မရှိဘူးလို့ပဲသတ်မှတ်ထားမယ်နော်ကဲနံပါတ်1လေးစကြည့်အောင်စိတ်ညစ်တယ်အဲ့တော့ဒီနေရာမှာ color ဆိုတော့အယောင်နဲ့သက်ဆိုင်တဲ့စကားလုံးတွေပဲဖြစ်မယ်ဒါပေမဲ့အဲ့ဒီအယောင်ကိုကျွန်မတို့ဖော်ပြတဲ့နေရာမှာအယောင်ပဲအဓိပ္ပာယ်မရှိတော့သူ့ရဲ့အဓိပ္ပာယ်တခြားအဓိပ္ပာယ်ပြောင်းသွားမယ်နော်အဲ့တော့ feeling ဘာဖြစ်မလဲ blue yes feeling blue blue လေးစလုံးပေါင်း B L U E blue အဲ့တော့ feeling blue ဆိုတာဒီစိတ်ညစ်တယ်လို့ပြောတာကဲဒါဆိုရင် example စာကြောင်းလေးကျွန်မနဲ့တူဖတ်ကြည့်အောင်ပြောငါအချစ်ဆုံးတကယ်ချင်းခရီးထွက်သွားလို့ငါစိတ်ညစ်တယ်အဲ့တော့အဲ့စာကြောင်းမှာကျွန်မတို့ဒီငါစိတ်ညစ်တယ်ဆိုတာကိုအရင်ရေးမယ်အဲ့တော့ငါစိတ်ညစ်တယ်ဆိုတော့ငါစိတ်ညစ်နေတယ်လို့ပြောတာ ਨੇ အတူတူပဲဒါဆိုရင်ဆရာမက ing လေးသုံးနေတာဆိုတော့ am လေးရှေ့မှာထည့်မယ်ဟိI am feeling blue ငါစိတ်ညစ်တယ်ဘာကြောင့်လဲဆိုတော့ဒါကြောင့်မို့ because ငါရဲ့အချစ်ဆုံးတငယ်ချင်း My best friend my best friend ဟုတ်လားသူကခရီးထွက်သွားတယ်ဆိုလို့ရှိရင် is on vacation လို့သုံးမယ်เนาะအဲ့တော့ my friend ကတယောက်တည်းမို့လို့ကျွန်တော်တို့ is เนาะအများကြီးဆိုရင်တော့ r သုံးရမယ် is on vacation ဘယ်လိုပေါင်းလဲ V A C A T I O N yes V A C A T I O N vacation no I'm feeling blue because my best friend is on vacation ဒီနေရာမှာ feeling blue ဆိုတာလေးကိုကျွန်မအဓိကသုံးချင်တာเนาะဟုတ်လားကဲနောက်တစ်ခုနံပါတ်2ဖတ်ရအောင်အရန်ပျော်နေတယ်အရန်ပျော်နေတယ်ကဲအရန်ပျော်နေတာကိုကျွန်မတို့ဒီအရန်ပျော်တာကို very happy လို့သုံးပါလားမသုံးဘူးနည်းနည်းလေး idiom လေးဆန်ဆန်ကျွန်တော်တို့ pro လေးဆန်ဆန်လေးသုံးကြရအောင်เนาะအဲ့တော့ဘာတော့ hey ya ပန်းရောင်ဒါပေမဲ့ပန်းရောင်အိဗယ်ပါလားမပါဘူးအရန်ပျော်နေရလို့ပြောတာ tickle pink ငါအเจ้าမှာပထမဆိုရတော့ငါအမေကပြောခဲ့တယ်ဟုတ်လားကျောင်းမှာပထမဆုံးရရင်ပြောတဲ့လူကကိုမဟုတ်မမေပဲလားဟာလားနော်အဲ့တော့ဘာဖြစ်လဲမမေကစူးစမ်းရတာနော်အဲ့တော့ကျောင်းမှာကလေးတယောက်ဆူရဖို့အတွက်သို့မဟုတ်ကျောင်းမှာကလေးတယောက်ထူးချွန်ဖို့အတွက်ဆိုလို့ရှိရင်မမေတွေရဲ့ပံ့ပိုးမှုကအများကြီးလိုအပ်တယ်ဖေဖေတွေရဲ့ပံ့ပိုးမှုကလည်းအများကြီးလိုအပ်တယ်ဒါပေမဲ့ဖေဖေတွေကစီးပွားရှာရတော့ပံ့ပိုးမှုလုပ်နိုင်လားမလုပ်နိုင်ဘူးများသောအားဖြင့်မမေတွေပဲလုပ်ကြရအများတယ်နော်ကဲငါကျောင်းမှာပထမဆုံးရတော့မမေရမ်းပျော်ခဲ့တယ်ပြောmy mother အဲ့တော့ဆမကဒီညမှာအရန်ပျော်ခဲ့တယ်ဆိုတော့ဆမတို့ဒီ verb 2ကိုသုံးခြင်းနဲ့ simple past tense ကိုသုံးခြင်းတော့ဆမကဒီညလေးမှာ was လေးသုံးလိုက်နော်ဒီမှာ adjective နော်အဲ့တော့ D I C K L E T ticked pink ဒီမှာ dot ဆိုတော့ဆမ1နဲ့ဆက်မယ် when I got the first prize no and now mama in the competition the motion like in the spelling competition the in the school competition download like in the final exam the motion like in the midterm exam ပေါ့เนาะဒါကတော့ကိုယ့်ရဲ့စာမွေးဖြေတဲ့ပုံမူတည်ပြီးတော့အနောက်မှာကိုဆက်ရေးခြင်းဆက်ရေးလို့ရတယ်เนาะနောက်တစ်ခုနံပါတ်3ဘာလဲရုပ်တရက်အမတ်မထင်တစ်ခုခုဖြစ်ပွားတဲ့နေရာမှာသုံးမယ်ဆိုလို့ရှိရင်ဒီအယောင်လေးနဲ့သက်ဆိုင်တဲ့စကားလုံးလေးကိုကျွန်တော်တို့က out of there လို့သုံးမယ် yeah out of there ပါလဲ blue ဒီနေရာမှာ blue ပဲဒီ blue နဲ့ဒီ blue နဲ့တူလားမတူဘူးနော် blue ဆိုတော့ blue မဟုတ်နော်ဟလာအဲ့တော့ကျွန်တော်တို့ဒီ out of the blue ဆိုတာဒီရုပ်တရက်လို့ပြောလိုက်တာနော်ပြောငါအကိုရုတ်တရက်ခေါ်လိုက်တာဟဲ့အောင်ရေးဘာညာဘောခေါ်လိုက်တော့တဲ့ငါလန့်သွားခဲ့တယ်ဒါဆိုလို့ရှိရင်ငါလန့်သွားခဲ့တာအရင်ပြောမယ်ပြောငါလန့်သွားခဲ့တာ was နဲ့ပဲတော့နော် I was very
ကြောက်တာဘယ်လိုခေါ်လဲလန့်သွားတယ် yes shock လဲရတယ် scare လဲရတယ်နော် shock မှာတရက်ကကြည့်နေတယ်ဟောင်းဆိုပြီးခေါ်လိုက်တာမျိုးတော့เนาะအဲ့တော့ I was very shocked when my brother called me out of the blue နော်အဲ့တော့စာကြောင်းကိုရေးတဲ့နေရာမှာတေချာရေးမယ်ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာအဓိကကကျွန်မဘာလို့ message နာကာလာ idioms လေးကို message နာเนาะအယောင်တော့အယောင်ပဲတို့တွေအယောင်ပုံစံမျိုးစုံသုံးတာပေါ့ရမယ်နော်